နံပါတ်9မှာစတင်မဲ့သူကတော့ Hacker ရဲ့ Azor ပဲဖြစ်ပါတယ်။သူမကို1919ခုနှစ်ဇန်နဝါရီလ10ရက်နေ့တွင်ယာမာကာတာခရိုင်မှာမွေးဖွားခဲ့ပြီးလက်ရှိမှာတော့အသက်28နှစ်ရှိပြီဖြစ်ပါတယ်။သူမရဲ့အရက်အမောင်းကတော့153စင်တီမီတာရှိပြီးခန့်မှန်းအားဖြင့်9ပေတိတိရှိပါတယ်။ Hacker ဟာဒီလုပ်ငန်းနယ်ပယ်တွေကို2019ခုနှစ်မှာဝင်ရောက်လာခဲ့တာပါ။အဲ့ဒီမတိုင်ခင်ကသူမဟာသူနာပြုပညာကိုလေ့လာသင်ယူနေခဲ့တာဖြစ်ပေမဲ့တခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပြီး agency တစ်ခုကိုကိုယ်တိုင်ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှသူမဟာ YouTuber ဦးအနေနဲ့ပါတက်ကြွလှုပ်ရှားရင်းတည်ငြိမ်တဲ့ career တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။သူမရဲ့ကြည်လင်ပြီးတဘာဝကျတဲ့မျက်နှာသွင်းပြင်းတဲ့ဖန်သားပြင်ထက်ကတည်ငြိမ်တဲ့ဟန်ပန်တွေကြောင့်မကြာခဏချီးကျူးခံရလေးရှိပါတယ်။ပွဲဦးထွက်ပြီးနောက်နှစ်အတော်ကြာတဲ့တိုင်အောင်သူမဟာစကားသစ်တွေကိုဆက်လက်ထွက်ရှိနေစေဖြစ်ပြီး2026ခုနှစ်မှာတန့်စင်ပြီးယင်းနှိမ့်နှစ်လိုပွဲကောင်းတဲ့အလှတရားအကြောင်းလူတွေဆွေးနွေးကြတဲ့အခါယင်းနှီးပြီးသားနာမည်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။နံပါတ်6ကတော့ Arenagus ဖြစ်ပါတယ်။သူမကို2004ခုနှစ်ဇူလိုင်လ29ရက်နေ့တွင်ကာနာဂါဝါခရိုင်မှာမွေးဖွားခဲ့ပြီးအသက်22နှစ်ရှိပြီဖြစ်ပါတယ်။သူမရဲ့အရက်က153စင်တီမီတာရှိပြီးခန့်မှန်းအားဖြင့်9ပေတိတိရှိပါတယ်။ Nagus ဟာ2024ခုနှစ်မတ်လ26ရက်နေ့မှာတက်အတွက်တီးတက်မင်းသမီး Exclusive Actress အဖြစ်တရားဝင်ပွဲဦးထွက်ခဲ့ပါတယ်။သူမအနေနဲ့ social media ပေါ်ကတခြားသောမင်းသမီးတွေကိုမြင်တွေ့ပြီးနောက်ဒီလုပ်ငန်းကိုစိတ်ဝင်စားလာခဲ့ကြောင်းနဲ့တင့်တော်တဲ့အရွယ်ရောက်လာတဲ့အခါရှောက်ထားဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောကြားခဲ့ပူပါတယ်။သူမရဲ့တီးတက်စကားတွေဟာအောင်မြင်မှုရရှိခဲ့ပြီး2026ခုနှစ်ရောက်မှာတော့သူမဟာရှင်းတန်ပြီးဆွဲဆောင်မှုရှိတဲ့ဟန်ပန်နဲ့အတူအလားအလာအကောင်းဆုံးတက်သစ္စာနာမည်တွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။နံပါတ်5နေရာမှာတော့ Karen Kiddo ရှိနေပါတယ်။သူမကို2003ခုနှစ်စက်တင်ဘာလ19ရက်နေ့တွင်တိုကျိုမြို့မှာမွေးဖွားခဲ့ပြီးအသက်22နှစ်ရှိပြီဖြစ်ပါတယ်။သူမရဲ့အရက်က160စင်တီမီတာရှိပြီး9ပေနဲ့3လက်မခန့်ရှိပါတယ်။ Karen ဟာ2024ခုနှစ်မှာပွဲဦးထွက်ခဲ့ပြီးကြည်လင်ချစ်စရာကောင်းတဲ့မျက်နှာသွင်းပြင်းတဲ့တက်ကြွလန်းဆန်းတဲ့ကိုယ်ရည်ကိုယ်သွေးကြောင့်လူသိများပါတယ်။တိုကျိုမြို့သူဖြစ်တာနဲ့အညီသူမဟာအစောပိုင်းဇာတ်ကားတွေကတည်းကပရိသတ်များစွာကိုဆွဲဆောင်နိုင်ခဲ့တဲ့လန်းဆန်းပြီးရင်းနှီးချင်စရာကောင်းတဲ့ပုံရိပ်ကိုယူဆောင်လာခဲ့ပါတယ်။ပွဲဦးထွက်ကလေးကသူမဟာဇာတ်ကားသစ်တွေကိုပုံမှန်ထွက်ရှိနေအောင်ထိမ့်သိမ်းထားနိုင်ခဲ့ပြီး project အသစ်တွေမှာဆက်လက်ပါဝင်နေစေဖြစ်ပါတယ်။2026ခုနှစ်မှာတော့သူမကိုတန့်စင်တဲ့ရုပ်သွင်းတဲ့တဘာဝကြတက်ကြွတဲ့ဟန်ပန်ပေါင်းဆက်ထားတဲ့အလားအလာရှိတဲ့လူငယ်မင်းသမီးတွေကတဦးအဖြစ်မြင်တွေ့ရပါတယ်။နံပါတ်4ကတော့ Natsuki Waka ဖြစ်ပါတယ်။2000ပြည့်နှစ်ဇန်နဝါရီလ17ရက်နေ့တွင်ကာနာဂါဝါခရိုင်မှာမွေးဖွားခဲ့ပြီးအသက်26နှစ်ရှိပြီဖြစ်ပါတယ်။သူမရဲ့အရက်က160စင်တီမီတာခန့်မှန်းအားဖြင့်9ပေ3လက်မရှိပါတယ်။ဒီလုပ်ငန်းတွေကိုမဝင်ရောက်ခင်ကသူမဟာဒေတာတွင်ရုပ်တံလိုင်းအစီအစဉ်ကြီးညာသူတဦးအဖြစ်အလုပ်လုပ်ခဲ့ပူပါတယ်။အဲ့ဒီနောက်ခံအတွေ့အကြုံကသူမရဲ့တရုတ်ဆောင်ကြရအထိပါလာတဲ့တေသက်ပြေဖြစ်ပြီးဉာဏ်ရည်ထက်မြက်တဲ့ပုံရိပ်တစ်ခုကိုရရှိစေခဲ့ပါတယ်။သူမဟာ2025ခုနှစ်ဖေဖော်ဝါရီလမှာ Premium ရဲ့တီးတက်မင်းသမီး Exclusive Actressအဖြစ်ဂျပန်ဖျော်ဖြေရေးလောက Entertainment ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ပထမဆုံးနှစ်ကနေ2026ခုနှစ်အထိသူမဟာ Premium အောက်မှာ career ကိုဆက်လက်တည်ဆောက်ခဲ့ပြီးသူမရဲ့ခင်မီစံပြပြီးစက်တည်ရှိတဲ့ style ကြောင့်အတိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။နံပါတ်3နေရာမှာဝင်ရောက်လာသူကတော့ Gora Kaname ဖြစ်ပါတယ်။သူမကို2000ပြည့်နှစ်နိုဝင်ဘာလ17ရက်နေ့မှာမွေးဖွားခဲ့ပြီးအသက်25နှစ်ရှိပြီဖြစ်ပါတယ်။အရက်ကတော့148စင်တီမီတာရှိပြီးခန့်မှန်းအားဖြင့်4ပေနဲ့10လက်မရှိပါတယ်ခဏဟာ2020ခုနှစ်မှာ Live Promotion Agency လက်အောက်ကနေဂျပန်ဖျော်ဖြေရေးလောက Entertainment ထဲကိုပွဲဦးထွက်လာခဲ့တာပါ။သူမရဲ့ career ကိုအထူးစိတ်ဝင်စားစရာကောင်းစေတဲ့အချက်ကတော့သူမဟာနယ်ပယ်ပေါင်းစုံမှာတက်ကြွပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။သူမဟာယခင်က Bro Studio လို့ခေါ်တဲ့ Views and Angel မှာလည်းအကမဲ့တဦးဖြတ်စစ်ပြီးဂီတပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကိုပါလှုပ်ဆောင်နေတာဖျော်ဖြေရေးအလုပ်တွေအကနဲ့တခြားဖန်တီးမှုဆိုင်ရာ project တွေကိုမျှတစွာလှုပ်ဆောင်နေပါတယ်။သူမဟာပုံမှန်မြင်တွေ့နေရမှုကိုထိမ့်သိမ်းထားနိုင်ခဲ့ပြီး2026ခုနှစ်မှာသူမရဲ့တန့်စင်တဲ့ရုပ်သွင်းတဲ့ဆွဲဆောင်ရစွမ်းရည်တွေကြောင့်ဆက်လက်ပြီးအတိအမှတ်ပြုခံနေရဆဲဖြစ်ပါတယ်။နံပါတ်2ကတော့ Suju Naga ဖြစ်ပါတယ်။သူမကို2003ခုနှစ်စက်တင်ဘာလ19ရက်နေ့တွင်မီခရိုင်မှာမွေးဖွားခဲ့ပြီးအသက်22နှစ်ရှိပြီဖြစ်ပါတယ်။သူမရဲ့အရက်က160စင်တီမီတာခန့်မှန်းအားဖြင့်9ပေနဲ့3လက်မရှိပါတယ်။ နိုင်ဂနောဟာ2020အစောပိုင်းနှစ်တွေမှာပွဲဦးထွက်ခဲ့ပြီးလက်ရှိမှာတော့ဖယ်ဝနာရဲ့တီးတက်မင်းသမီး Exclusive Actress တဦးဖြစ်ပါတယ်။သူမဟာကြည်လင်တန့်စင်တဲ့မျက်နှာသွင်းပြင်းတဲ့ပုံမှန်ထွက်ရှိတဲ့တီးတက်စကားတွေကြောင့်ခိုင်မာတဲ့နာမည်ကုန်သတင်းတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။2026ခုနှစ်ရောက်မှာတော့သူမဟာအလှတရားကိုအဓိကထားတဲ့အမျိုးအစားမှာပုံမူလူသိများတဲ့လူငယ်နာမည်တွေထဲကတဦးအဖြစ်ဆက်လက်တည်ရှိနေပြီးစကားသစ်တွေကိုပုံမှန်ထုတ်ဝေနေကဆွဲဆောင်မှုရှိတဲ့ professional ကြနဲ့စက်တည်ရှိတဲ့ဟန်ပန်ကိုထိမ့်သိမ်းထားနိုင်စေဖြစ်ပါတယ်။နံပါတ်1အပိုင်း2ရဲ့ထိပ်ဆုံးနေရာကိုရယူသွားသူကတော့ Himari Kinoshita ပဲဖြစ်ပါတယ်
သူမကို1996ခုနှစ်မေလ21ရက်နေ့မှာမွေးဖွားခဲ့ပြီးအသက်30နှစ်ရှိပြီဖြစ်ပါတယ်။အရက်ကတော့169စင်တီမီတာရှိပြီး9ပေနဲ့6လက်မခွဲခန့်ရှိပါတယ်။ဟိမာရိုင်ဟာ2020ခုနှစ်မှာပွဲဦးထွက်ခဲ့ပြီးဒီစည်ရင်းထဲမှာပါဝင်တဲ့သူတွေထဲကမှပုံမူတည်ငြိမ်တဲ့ကယ်ရီယာတစ်ခုကိုတည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။သူမဟာအရက်ရှိရှိနဲ့စက်တရည်ရှိတဲ့ဟန်ပန်နူးညံ့ပြီးဆွဲဆောင်မှုရှိတဲ့မျက်နှာသွင်းပြင်တွေကြောင့်လူသိများပြီးအဲ့ဒီအချက်တွေကဖန်သားပြင်ပေါ်မှာသူမကိုမော်ဒယ်တယောက်လိုစက်တရည်ရှိစေပါတယ်။နှစ်တွေကြာလာတာနဲ့အမျှသူမဟာစကားများစွာကိုထွက်ရှိခဲ့ပြီးကြီးကြီးမားမားပြတ်တောက်မှုမရှိဘဲတက်တက်ကြွကြွဆက်လက်လှုပ်ရှားနေစေဖြစ်ပါတယ်။2026ခုနှစ်မှာလူတွေကလှပပြီးစက်တရည်ရှိတဲ့မင်းသမီးတွေကြောင့်ဆွေးနွေးကြတဲ့အခါသူမထိတ်ဆုံးကပါဝင်နေရတဲ့အကြောင်းရင်းတွေအနေနဲ့သူမရဲ့တန့်စင်တဲ့ရုပ်တွင်အရက်အမောင်းနဲ့တည်ငြိမ်တဲ့ဖန်တီးမှုလက်ရာတွေကြောင့်ဖြစ်တယ်လို့ပြည်သက်တွေကမကြာခဏထောက်ပြပြောဆိုလေးရှိကြပါတယ်။ရုပ်ရှင်လောကမှာသူတို့ရဲ့ပါဝင်မှုတွေနဲ့အတူကျွန်ုပ်တို့ကိုစက်တရည်ရှိစေခဲ့တဲ့ဒီမင်းသမီးတွေရဲ့မယုံနိုင်လောက်စရာအရေးချင်းတွေကိုရှာဖွေတွေ့ရှိခြင်းထပ်မံလေ့လာခြင်းများနဲ့အတူတင့်အနေနဲ့နှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။အကယ်၍သင်က subscribe မလုပ်ရသေးဘူးဆိုရင်ပိုမိုစိတ်လှုပ်ရှားဖွယ်ရာအကြောင်းအရာတွေအတွက်ကျွန်ုပ်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့နဲ့ဗီဒီယိုအသစ်တွေတင်တိုင်းမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက် notification bell ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။